နေကြရေးရဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးသည်တာဝန်ရှိသူများနဲ့အတူဩဂုတ်လ4ရက်နေ့မနက်ပိုင်းကတီးတိမ်မြို့ဂရင်100ဆန့်ပြည်သူ့စေယုံတို့ရောက်ရှိကစေယုံအစာအုပ်အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီးစေယုံတက်ရောက်ကုသမှုခံယူနေကြတဲ့လူနာများအားကြည့်ရှုပြီးအားပေးစကားများပြောကြားကအာဟာရပြည့်စားတောက်ပွဲရများကို၎င်းကုံဝန်ဆောင်မိခင်နဲ့မိဖွားမိခင်များအားထောက်ပံ့ငွေများကို၎င်းပေးရလှူဒါန်းခဲ့ပါတယ်တီးတိမ်မြို့ဂရင်100ဆန့်ပြည်သူ့စေယုံမှာမြို့နယ်ဆရာဝန်အပါအဝင်ကျန်းမာရေးဝန်ထမ်း166ဦးတို့ကပြည်သူများအားကျန်းမာရေးဆော့ရှော့မှုဆောင်ရွက်ပေးလျက်ရှိက2026ခုနှစ်ဇန်နဝါရီလမှစပြီးဒီကနေ့အထိလူနာပေါင်း12665ဦးအားကုသပေးနိုင်ခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်ဒုတိယဝန်ကြီးနဲ့ဖွဲ့ဟာစကောလန်ရက်ကွက်အမှတ်1အခြေခံပညာထက်တန်းကျောင်းသို့ရောက်ရှိပြီးကျောင်းသားကျောင်းသူများပညာသင်ကြားနေမှုကိုလှည့်လည်ကြည့်ရှုအားပေးပြီးကျောင်းသားကျောင်းသူများအတွက်အာဟာရမုန့်နဲ့အချိုရည်များပေးရလူတန်းကကျောင်းလူအချက်များတင်ပြမှုပေါ်တာဝန်ရှိသူများနဲ့ပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးခဲ့ပါတယ်။တီးတိမ်မြို့နယ်မှာ2026-2029ပညာသင်နှစ်အတွင်းအခြေခံပညာမူလတန်းအလယ်တန်းနဲ့အထက်တန်းကျောင်း115ကျောင်းတို့ကိုဖွင့်လှစ်ထားရှိပြီးကျောင်းအနှံတက်ရောက်သူ13062ဦးရှိပြီးဆရာဆရာမ689ဦးတို့ကပညာသင်ကြားပေးလျက်ရှိကြောင်းသိရပါတယ်။တီးတိမ်မြို့အမှတ်1အခြေခံပညာထက်တန်းကျောင်းမှာအခြေခံပညာစက်မှုစပ်ပြူးမွေးမြူရေးထက်တန်းကျောင်းကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိရာကျောင်းသားကျောင်းသူ89ဦးရှိကြောင်းနဲ့ချင်းပြည်နယ်မှာအခြေခံပညာစက်မှုစပ်ပြူးမွေးမြူရေးထက်တန်းကျောင်း2ကျောင်းကိုရှိတယ်လို့သိရပါတယ်။အဲဒီနောက်ဒုတိယဝန်ကြီးနဲ့ပွဲဟာအစိုးရစက်မှုလက်မှုသိပ္ပံတီးတိမ်တို့ရောက်ရှိပြီးမြို့ပြအင်ဂျင်နီယာဘာသာရဲ့စီဗယ်ဒုတိယနဲ့ကျောင်းသားကျောင်းသူများပညာသင်ကြားနေမှုကို၎င်းရစ်စစ်စွမ်းအားဘာသာရဲ့ EP ပထမနှစ်ကျောင်းသားကျောင်းသူများလက်တွေ့ရေးဆွဲရေးသင်ကြားပေးနေမှု၎င်းလှည့်လည်ကြည့်ရှုအားပေးကကျောင်းအတွက်လိုအပ်ချက်တင်ပြမှုများပေါ်တာဝန်ရှိသူများနဲ့ပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။တီးတိမ်မြို့အစိုးရစက်မှုလက်မှုသိပ္ပံတီးတိမ်ကို2024ခုနှစ်ဒီဇင်ဘာလ1ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ပြီးပထမအတော့ဖြစ်မြို့ပြအင်ဂျင်နီယာဘာသာရဲ့စီဗယ်ကိုစတင်သင်ကြားပေးခဲ့ကအခုနှစ်ဇွန်လမှစပြီးတစ်စစ်စွမ်းအားဘာသာရဲ့ EP ပထမနှစ်ကိုစတင်သင်ကြားပေးလျက်ရှိပြီးမြို့ပြအင်ဂျင်နီယာဘာသာရဲ့စီဗယ်ဒုတိယနှစ်နဲ့တစ်စစ်စွမ်းအားဘာသာရဲ့ EP ပထမနှစ်ကျောင်းသားကျောင်းသူပေါင်း39ဦးရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။